Australia မင်းသမီးလေးမာရီအန်ဒရိုက်နက်ဟာနိုင်ငံရေးနယ်ရုပ်အဖြစ်အသုံးချခံခဲ့ရပါတယ်။သူမဟာပြင်သစ်တော်ဝင်မိသားစုစီကိုလက်ထပ်ဖို့ဆေးလွှတ်ခြင်းခံခဲ့ရပါတယ်။ပြင်သစ်နန်းတွင်းကဘီယင်နာနဲ့မတူဘူးနော်တန်အမတ်ကြီးမာဆေးရဲ့အကြံပေးချက်တွေကိုတေချာနားထောင်ပါမျက်လုံးပေါင်းများစွာကမင်းကိုစောင့်ကြည့်နေလိမ့်မယ်လို့မိခင်ဖြစ်သူကမှာကြားခဲ့ပါတယ်။ဒါဟာနိုင်ငံရေးအရစီစဉ်ထားတဲ့လက်ထပ်ပွဲဖြစ်ပေမဲ့မာရီကတော့မငြင်းဆန်ခဲ့ပါဘူး။သူမဟာစစ်မှန်တဲ့အချစ်ကိုရှာတွေ့နိုးနိုးအိမ်မက်တွေနဲ့ပြင်သစ်နိုင်ငံစီကိုခီးဆက်တင်ခဲ့ပါတယ်။ရပ်ပေါင်းများစွာကြာမြင့်တဲ့ခီးချမ်းကိုဖျက်ကျော်ပြီးနောက်ပြင်သစ်နယ်စပ်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီမှာသူမကိုတာဝန်ယူစောင့်ရှောက်မဲ့ပြင်သစ်နန်းတွင်းမျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီမျိုးသမီးကနန်းတွင်းထုံးစံအတိုင်းရိုသေစွာဂါယဝပြုလိုက်တဲ့အချိန်မှာတော့အပြစ်ကင်းစင်တဲ့မင်းသမီးလေးမာရီဟာလက်ကိုဆန်တန်းပြီးမမျှော်လင့်ပဲပွေ့ဖက်လိုက်ပါတော့တယ်။ဒီပြုမှုလေးကလူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမာရီဟာသူမရဲ့လွတ်လပ်တဲ့နေ့ရက်တွေကုံဆုံးတော့မယ်ဆိုတာကိုမသိသေးပါဘူး။မာရီဟာငယ်စဉ်ကတည်းကအတူရှိခဲ့တဲ့အချွေရန်တွေကိုမျက်ရည်တွေကြားကနေပြုံးပြရင်းနှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့နောက်ဆုံးခံစားချက်တွေကိုတောင်ကြံရစ်ခွင့်မပြုခဲ့ပါဘူး။သူမချစ်ရတဲ့ခွေးလေးကိုတောင်ယူခွင့်မရပဲပြင်သစ်ခွေးတွေကိုကြိုက်တဲ့လောက်ယူနိုင်ပါတယ်လို့သာအပြောခံခဲ့ရပါတယ်။ပြင်သစ်တော်ဝင်ထုံးစံအရသူတို့သမီးဟာသူမရဲ့မွေးရမြေကဘယ်ရာကိုမှယူဆောင်ခွင့်မရှိပါဘူး။သူမဟာဩစတြေးလျမင်းသမီးဆိုတဲ့မူလလက္ခဏာတွေကိုတစ်ခုပြီးတစ်ခုဆွတ်လွတ်ခဲ့ရပါတယ်။နန်းတွင်းရဲ့စူးစမ်းတဲ့အကြည့်တွေအောက်မှာမြင်းမလုံးနဲ့ပြင်သစ်ဆန်ပင်ပုံစံကြက်ထုတ်နေတဲ့ကိုချက်အင်ဂျီနဲ့ကားထွက်နေတဲ့ကာဝင်ကြီးတွေကိုဝတ်ဆင်ရင်ဩစတြေးလျမင်းသမီးလေးဘွားကနေပြင်သစ်ဖွေးမဖြစ်သူစတင်ပြောင်းလဲခဲ့ပါတော့တယ်။